တရားခင်ကိုရမကြီးဒီအချိန်ပေါင်းများစွာမှားတယ်လို့မှတ်ထားရမယ်နော်သတောဘိက္ခွေဘိက္ခုဝေရေယသမ္ပဇာနာကရောအယံဝအမှာကာနုသာသနီဆိုတာအချိန်ပေါင်းများစွာသွားတယ်ဘိက္ခွေငါ၏ချက်သားတွေပြားတို့သတောခန္ဓာကိုယ်ပေါ်၌တတိရှိသည်ဖြစ်သမ္ပဇာနောပညာဆင်ញင်နဲ့ဖြစ်တဲ့ရှိသည်ဖြစ်ဝေရေယနေကြပါခန္ဓာကိုယ်တတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါသဘောကျလားခန္ဓာကိုယ်ပဲလုံးထားရမယ်တတိထားပြီးပညာနဲ့ကြည့်နေပါလို့တရားဓမ္မတို့ဘုရားကမှားတော်မူတယ်တတိထားပြီးတော့ခန္ဓာကိုယ်မှာတတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါအယံဤငါပြောတဲ့တတိထားပညာနဲ့ကြည့်ဆိုတဲ့သဘောတည်းဘောဓမာကံသင်္ချေသားတို့ဟာမာကံငါဖျား၏အနုသာသနီကြီးစွာသောဆုံးမကြီးပေသည်ဆိုတဲ့ဥစ္စာသေသေးချာချာဟောပါတယ်ဒါကြောင့်ဓမ္မတွေခန္ဓာကိုယ်ပေါ်မှာတတိထားပညာနဲ့ကြည့်ပါလို့ယနေ့စလာတယ်ခန္ဓာကိုယ်ပေါ်မှာဘယ်လိုထားရမလဲတတိထားပြီးပညာနဲ့ကြည့်ပါမိမိတို့ဤကိုယောက်ျားဖြင့်ယောက်ျားခန္ဓာကိုယ်မိန်းမဖြင့်မိန်းမခန္ဓာကိုယ်တတိထားပြီးပညာနဲ့ကြည့်ပါတတိထားမယ်ဆိုတော့ဘာများဖြစ်အောင်မလို့လဲလို့တတိထားဘာများဖြစ်ပါလိမ့်မလဲဘယ်လိုများဖြစ်အောင်မှာပါလိမ့်မလဲလို့ခန္ဓာကိုယ်တတိထားရနောက်ပညာနဲ့တတိထားရမှတနဲ့ပေါ်လာလို့ရှိရင်ဖြင့်ဘုနေရာဒီနေရာကနာဒီစိတ်ကလေးကပေါ်ဟိုစိတ်ကလေးကပေါ်ဆိုလို့ရှိရင်အဲ့ဒါပညာနဲ့ကြည့်ဒါပြန်တတိကိုရှေ့ထားပညာနဲ့နောက်ကနေကြည့်ပါဆိုတော့ဘုရားသိမှာတော်မူတယ်ဆိုတာသဘောကျလားဒကာရမတို့ခန္ဓာကိုယ်ပေါ်မှာဘယ်လိုလုပ်ရမှာလဲတော့တတိထားပြီးပညာနဲ့ကြည့်ပါရှင်းကြပါလားတတိထားပြီးတော့တတိထားပြီးတော့ပညာနဲ့ကြည့်ကြလို့ရှိရင်ဖြင့်တဲ့ဘုန်းကြီးတို့ဒကာရမတွေမှာခန္ဓာကပြောပါလိမ့်မယ်ဆိုတော့ဘုန်းကြီးကတာဝန်ယူပါတယ်ခန္ဓာကဘာလို့မယ်ထင်ကြမပြောဘဲနေပါမလားမပြောဘဲဘယ်နည်းနဲ့မှမနေဘူးခန္ဓာကိုတတိသာထားပညာနဲ့သာကြည့်လို့ရှိရင်ပြင်ခန္ဓာကကျုပ်အိဋ္ဌပါပဲလို့ပြောပါလိမ့်မယ်ခန္ဓာကကျုပ်အိဋ္ဌပါပဲလို့ပြောပါလိမ့်မယ်တရားဓမ္မတို့ရှင်းကြတတိထားပညာနဲ့ကြည့်ရင်ခန္ဓာကဘာပြောလိမ့်မယ်ထင်ကျုပ်ဟာအိဋ္ဌခန္ဓာကိုယ်ပါပဲလို့သူကမပြောမရှိပါဘူးပြောပါလိမ့်မယ်လို့တစ်ထစ်ချမှတ်ပါရှင်းကြအဲ့တော့ဒီရှိကဒကာဓမ္မတွေပြလိုက်ဩဒါယခုရထားတဲ့ခန္ဓာ၅ပါးလို့မှတ်ပါနော်ယခုရထားတဲ့ခန္ဓာ၅ပါးလို့မှတ်လိုက်စမ်းပါအခုဒီပြထားတာဘာပါလိမ့်ခန္ဓာ၅ပါးဆိုတာအခုတရားနာနေတဲ့ခန္ဓာ၅ပါးကိုဆိုပါတယ်တခြားခန္ဓာ၅ပါးကိုဘာမှညာမရောက်ပါနဲ့ဒီခန္ဓာ၅ပါးကိုသာညာရောက်ပါဒီခန္ဓာ၅ပါးကိုဒကာဓမ္မတွေမနေ့ကပြောလိုက်ကြည့်တတ်အောင်လို့ဘုန်းကြီးကပြောလိုက်ဘယ်လိုပြောလိုက်တယ်ခန္ဓာ၅ပါးကိုရှင်းလိုက်ကြအောင်ဆိုဟေးဆိုတော့ယုံနဲ့နာမဲရှိတယ်လို့မပြောဘူးလားခန္ဓာ၅ပါးရှင်းလိုက်တော့ဘာရှိတယ်ယုံနဲ့နာမဲရှိတယ်လို့တစ်ခါပြောလိုက်ယုံနဲ့နာပေမဲ့လေဒကာဓမ္မတို့ပြန်ရှင်းလိုက်ပါဦးလို့ဆိုတော့ဒကာဓမ္မတွေမနေ့ကသင်ထားတဲ့အတိုင်းဩရုပ်ဟာလည်းအိဋ္ဌနာလည်းအိဋ္ဌဆိုတော့အိဋ္ဌသာရှိတယ်ဆိုတော့ပေါ်လာပြီသတိထားပညာနဲ့ကြည့်ပြီဆိုမှဖြင့်ခန္ဓာကဘာမှမပြောဘူးမုံထွန်းလိုက်အိဋ္ဌပဲပြောမယ်ဥက္ကမောင်ဘာပြောမယ်ထင်ခန္ဓာကအနိစ္စပဲပြောလို့ရှိရင်ကျွတ်တို့ကဟုတ်ပါပေတယ်လို့ပညာနဲ့လိုက်ပေးရမယ်သတိထားလို့ရှိရင်ဖြင့်ခန္ဓာကသတိထားပညာနဲ့ကြည့်လို့ရှိရင်ဖြင့်အနိစ္စပဲလို့ခန္ဓာကပြောပါလိမ့်မယ်နော်အဲ့ဒီခန္ဓာကပြောတာကိုခန္ဓာ၅ပါးကယုံနဲ့နာမထားပါတော့ယုံနဲ့နာဒီကားလို့ဆိုရင်ခြုံလိုက်တဲ့အခါကျတော့ဖြစ်ပြက်ပဲရှိတယ်နော်ယုံမှလည်းဖြစ်ပြီးပြက်တာပဲနာမရောဒါပဲရှိတယ်ဆိုတာသဘောကျအဲ့တော့ဒီခန္ဓာကြီးကိုဒကာဓမ္မတွေစောင့်ပြီးကြည့်နေတဲ့အခါကျလို့ရှိရင်သတိလေးနဲ့စောင့်ထားသတိလေးနဲ့စောင့်ထားတဲ့အခါကျတော့ပညာနဲ့ကြည့်လိုက်သတိနဲ့စောင့်တဲ့အချိန်ကျတော့ခန္ဓာကိုယ်ကရသလိုလိုရံသလိုလိုရွှေ့ရံသလိုလို
ပြောင်းကျင်တယ်လို့စိတ်ကလေးတွေကပေါ်ပြီပေါ်ပြီးတော့ဒါလေးတွေကတော့အမြဲခိုင်ကတည်တတ်မှာလားအမြဲခိုင်ကမတည်တတ်တော့ဥက္ကမောင်တို့ပျက်စီးမသွားဘူးပျက်စီးသွားတဲ့အခါကျတော့ကိုတတိထားတဲ့ပုဂ္ဂိုလ်ဖြင့်ပညာနဲ့ကြည့်လို့ပျက်စီးတာပညာကသိပါတယ်တတိမထားတဲ့ပုဂ္ဂိုလ်မှာခလုတ်တဲ့လို့ဆူးချက်သွားတာတောင်မှလမ်းဆူးချက်သွားတာတောင်မှဥက္ကမောင်အိမ်ကြမှာသိတယ်မှန်ပါပါအဲ့ဒါဓမ္မတွေသတောဘိက္ခုဘိက္ခုဝိရိယသမ္ပဇာနာကာရောယံဝမာကာနုသာသနီလို့ဘုရားခင်ကိုရမေကြီးကအဆုံးမထားတဲ့တွေ့တဲ့ဓမ္မတို့ဒီခန္ဓာကြီးကိုသေချာစိုက်ပြီးဒီကလာကြည့်ပါတတိထားနေပါတတိထားပြီးဒီကလာနေတော့မှာပဲဟိုကယာဒီကယံဒီကနာဟိုစိတ်တွေပေါ်ဒီစိတ်တွေပေါ်လာတာဟူသည်ပြက်ဖို့ကြီးမှာအဲ့ဒီပြက်တာလေးကိုဓမ္မတွေကနောက်ကမနဲ့ကြည့်ပေးပါသဘောကျမနဲ့ကြည့်ပေးလိုက်တော့မဂ္ဂင်၅ပါးနဲ့ကြည့်ပေးလိုက်တာပေါ့ကြည့်တယ်လို့ဆိုလို့ရှိရင်ခမည်းတော်လောကီမဲရပြီလို့အောင်မေးရှင်းမလားကြည့်တယ်ဆိုရင်ပဲလောကီမဲရပြီဆိုတော့သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝသမာသတိသမာသမာဓိဆိုတဲ့မဂ္ဂင်၅ပါးရဘယ်နဲ့ကြောင့်ရပါလိမ့်မလို့ဆိုတော့ဟောဒီပฏิကလည်းထားလို့သမာဓိဋ္ဌိဆိုတဲ့ပညာကလည်းမြင်ပါတယ်မြင်တော့ဒီခန္ဓာကိုယ်ကြီးဟာအနိစ္စပဲဆိုတာအနိစ္စပဲပေါ်အနိစ္စရှိလို့အနိစ္စပဲပေါ်လာတာပဲဥက္ကမောင်ကြီးဘယ်လိုဆုံးရချင်အနိစ္စရှိလို့အနိစ္စပေါ်လာတာကိုခင်ဗျားတို့ကယောက်ျားပေါ်လာလိမ့်မယ်မိန်းမပေါ်လာလိမ့်မယ်ကလေးပေါ်လာလိမ့်မယ်ဆိုတာဟုတ်သေးရဲ့အနိစ္စရှိလို့ဘာတွေများပေါ်လာအနိစ္စရှိလို့အနိစ္စပေါ်လာတော့ကျွတ်တို့ကအနိစ္စလို့ပဲသိဖို့အရေးကြီးမဂ္ဂင်၅ပါးပဲလို့သိဖို့အရေးကြီးပါလေအနိစ္စလို့ပဲသိဖို့အရေးကြီးပါတယ်ဆိုတာဓမ္မတွေဉာဏ်ရောက်ပလားကောင်းပြီဒါပြန်အနိစ္စရှိပြီအနိစ္စသိလို့ရှိရင်ဖြင့်သူကအနိစ္စဒီဘက်ကမက်ကဆိုတာဆူတောင်းလို့ရတာလားစောင့်ကြည့်လို့ရတာလားဟောမဲ့ဆိုတာဘာပါလိမ့်မလို့မေးတော့မှစောင့်တာကတတိကြည့်တာကပညာစောင့်တာကကြည့်တာကဒါဖြင့်စောင့်ကြည့်တဲ့အခါကျတော့ဘာတွေ့ပါလဲခြေတွေလက်တွေနားတွေနှာခေါင်းတွေတွေ့သလားတဲ့မျက်လုံးသာမှိတ်ရှုခြေလက်နှာခေါင်းမတွေ့ဘူးဖြစ်ပြက်ပဲတွေ့မယ်မျက်လုံးမှိတ်ရှုရမယ်နော်မျက်လုံးမှိတ်ရှုတော့ဘာတွေတွေ့ပါမလဲဖြစ်ပြက်ပဲတွေ့တော့ဖြစ်ပြက်ဘာလေးလို့သုံးတော့ဘာခေါ်ကြဘာလေးလို့သုံးတော့အနေစာဒါဖြင့်ခန္ဓာသည်ကမောင်တို့မောင်ထွန်းလိုက်တို့အနိစ္စရှိရအနိစ္စပြတာအနိစ္စရှိတာနဲ့အနိစ္စရှိလို့အနိစ္စပြတဲ့ခါကြတော့ကိုတဲ့အနိစ္စจิตတို့ကသိပေးလိုက်လို့ရှိရင်ဖြင့်အနိစ္စကအနိစ္စသိတာကမက်ကဆိုတာဖြစ်သွားတယ်အနိစ္စကသိတာကအနိစ္စကသိတာကအဲ့ဒါဓမ္မတွေအားလုံးတရားတော်အားလုံးဖြေတာကိုနှုတ်တဲ့နေရာကိုလောက်ရမှာနှုတ်တဲ့နေရာကိုလောက်မှပြင်းပြင်းနဲ့မနေနဲ့ဓမ္မမလုပ်ဖြစ်တော့အနိစ္စရှိရအနိစ္စမသိဘူးဆိုရင်ဖြင့်သေသွားတဲ့ပုဂ္ဂိုလ်မှာဇုံလုံးကန်းသေသွားတယ်လို့အောက်မိလိုက်သေသွားတဲ့ပုဂ္ဂိုလ်ဘယ်လိုဆုံးမဲ့ချက်ဟောလို့ကိုယ်ရှိတာကိုမသိဘဲနဲ့သေသွားလို့ရှင်းမလားကိုယ်ရှိတာကိုဒါပြန်ဒီမသာဘာမသာခေါ်ကြဇုံလုံးကမသာဖြစ်မှာဆိုရင်လို့ဆရာဘုန်းကြီးကခင်ဗျားတို့ကဲတင်နေတယ်ဆိုတာကသဘောကျပါလားဒါခက်ကြမ်းကြမ်းပြောတယ်လို့မောင်းခဲ့လိုက်ပါနဲ့ကိုယ်ဖြစ်ဆိုတာကဒီတဲ့ကြီးတယ်အောင်မေပါကိုယ်ဖြစ်ဆိုကဒီတဲ့ကြီးတယ်ဆိုတာကျင်납ဗလားအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေမှာမျက်စိနှစ်ကွင်းအလင်းရပြီးသိစေခြင်းလို့ပါဒီတရားကိုဟောနေတယ်ဆိုတာကကြည်ကျင်တဲ့သဘောကျခိုင်းဒါဖြင့်ဓမ္မတို့ခန္ဓာကိုယ်ထဲမှာအရှိနဲ့အသိကြအောင်လုပ်ပါဆိုတော့ဖြင့်တဲ့ရှေ့ပိုင်းမှာဝိပဿနာလေးအစစ်ကိုရှုနည်းကိုသင်ပေးပါမယ်နော်ရှုနည်းကိုသင်ပေးမယ်ဆိုတော့ဓမ္မတွေဒီနေ့စိတ်ကိုပြောင်းပြီးစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကစိတ်ရှုရမယ်လို့ဆရာဘုန်းကြီးကလည်းလမ်းခင်းခဲ့တယ်နော်ဒီနေ့ဘာပြမယ်ထင်ကြစိတ်တ ानु ပါဒနာပြလိုက်မယ်ဓမ္မတွေဒီနေ့ဘာပြမယ်ထင်စိတ်တ ानु ပါဒနာပြမယ်ဆရာဘုန်းကြီးကဒီနေ့ကတော့
ဝေဒနာနုပါဒနာပြတယ်ဝေဒနာနုပါဒနာကဒကာဓမ္မတို့တဏှာစိတ်များတဲ့ပုဂ္ဂိုလ်ဝေဒနာရှုရှင်းမလားလူချင်းရောက်ခြင်းမှုများတဲ့ပုဂ္ဂိုလ်ဘာရှုအောင်ကောင်းပြီကျွတ်တော့ရဖို့ကရင်မရှိဘူးကိုသားကိုသမီးနဲ့မခွဲရပြီးတာပဲဒါကဒိဋ္ဌိအကြီးသဘောကျလားကိုယ်ကိုပင်မမဆိုးနေတဲ့ပုဂ္ဂိုလ်ကိုယ်ကိုခလုံးမရီဆူးမရှိပါစီနဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးကကိုယ်ကိုမှာကိုယ်ကိုတော့ပြန်အထိမခံနိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကဒကာဓမ္မတို့မှတ်ထားပါကိုယ်စိတ်ကိုယ်တော့အထိမခံနိုင်ဘူးဆိုတာကဒိဋ္ဌိများသဘောကျဒါဖြင့်တဏှာများတဲ့ပုဂ္ဂိုလ်မှာဥက္ကမောဖတ်လိုက်စမ်းဝေဒနာနုပါဒနာပေရှင်းမလားတဏှာများတဲ့ပုဂ္ဂိုလ်ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်စိတ်ဓာနုပါဒနာရှုရမယ်ဒကာဓမ္မတို့ဒါလေးနှလုံးမှာမှတ်ထားကြပါလောဘအမှန်အားကြီးတဲ့ပုဂ္ဂိုလ်များဘာရှုရဝေဒနာနုပါဒနာရှုရမယ်နော်ဒိဋ္ဌိအမှန်များတဲ့ပုဂ္ဂိုလ်များစိတ်ဓာနုပါဒနာရှုရမယ်ဆိုတော့ဒါဖြင့်ဒကာဓမ္မတို့ယနေ့စိတ်ဓာနုပါဒနာရှုဖို့နီးပေးမယ်ဆိုတော့မှတ်ရတယ်နော်ကဲစိတ်ဓာနုပါဒနာရှုရတော့မယ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့လွယ်ပါတယ်မျက်လုံးနဲ့မြင်တဲ့အခါမြင်စိတ်ပဲဘာမြင်စိတ်ပေါ်တယ်ကမှတ်ပြီနော်နားနဲ့ကြားတိုင်းဘာစိတ်ပေါ်နှာခေါင်းနဲ့နားတိုင်းလျှာနဲ့စားတိုင်းစားစိတ်ပေါ်တယ်ဆိုတော့ဒါသူ့နေရာနဲ့သူပဲဒီနေရာပေါ်ဒီနေရာချုပ်လိမ့်မယ်လို့မှတ်ထားတာပေါ့ဒီနေရာပေါ်ဒီနေရာပြလိမ့်မယ်လို့မှတ်ထားရအောင်ကိုယ်ပေါ်ကြတာဒကာဓမ္မတွေတခါတည်းခံတော်တဲ့စိတ်ကလေးပေါ်လာအကြိုက်စိတ်ကလေးကမပေါ်ဘူးလားတခါတည်းကြတော့ကိုယ်ပေါ်မခံကျင်တဲ့စိတ်ကလေးကိုမခံတော်တဲ့စိတ်ကလေးဒုက္ခတာတံကာဝိညာဏဒုက္ခတာတံကာဝိညာဏဆိုတော့ကိုယ်ပေါ်မှာဧည့်သည်စိတ်6စိတ်လို့မှတ်လိုက်စမ်းကိုယ်ပေါ်မှာဧည့်သည်ဆိုတာစောစီစီမှတ်ထားပါဒကာဓမ္မတခါတလေမှပေါ်ဒီ6ခုကပဲနဲ့တခါတလေမှပေါ်တော့ကြောင့်သူ့ပဲနဲ့ဆိုမယ်ဧည့်သည်စိတ်ဆိုတာသိညာကြပါလားကောင်းပြီဧည့်သည်ပဲညောက်ပါလိမ့်အဲ့ဒါပြင်ဘက်မှာပေါ်တဲ့ပြင်ဧည့်သည်6ယောက်လို့ဒကာဓမ္မတွေမှတ်ထားကြအောင်ပြင်ဧည့်သည်ဒါလုံးသင်ပြီနော်ဒကာဓမ္မတွေဘာဟောနေတာပါလဲအလုံးသင်နေတာတဲ့အလုံးမပိုင်နိဗ္ဗာန်မရောက်ဘူးဆိုတော့သိနေလို့ခင်ဗျားတို့အလုံးမပါလို့ရှိရင်ခန္ဓာစဉ်ကပြတ်ပါခန္ဓာစဉ်ပြရင်နိဗ္ဗာန်ရပါအဲ့ဒါကြောင့်ဒကာဓမ္မတွေဒီနေ့စိတ်တ ानु ပါဒနာစတင်တယ်ပြီးတော့မှဝိသကိုပြောပါမယ်။ခိုင်းပြင်းရတယ်ပဲညောက်ပါလေ။မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ရစိတ်ရံစိတ်ကောင်းစိတ်ဒါပြင်းရတယ်ပဲညောက်ရှင်းပြီ။ပြင်းရတယ်ကဧည့်တယ်လို့ဆိုသဖြင့်ဘုန်းကြီးဒကာဓမ္မတွေကဩဒါတွေတစ်ခါတလေမှပေါ်တဲ့တရားတွေပါလားလို့မှတ်ပါနော်။ပြင်းတဲ့6ယောက်မှလည်းဟောဒီတစ်ခုပေါ်နေကျန်တဲ့5ခုမပေါ်ပါဘူးရှင်းမလားတစ်ခုပဲရှိရမှာပဲနော်ဥက္ကမောင်ဘယ်တစ်ခုရှိရအောင်ကဲဒါပြန်အတွင်းတဲ့လေးဒကာဓမ္မတွေပြောပါဦးမှာအတွင်းတဲ့ကလောဘဒေါသမောဟဒါကအတွင်းမှာပေါ်ဟောဒီအောက်ဒီပေါ်မှာပေါ်သောကြောင့်အတွင်းတဲ့လို့မှတ်တယ်နော်အလောဘဆိုတာခင်ဗျားတို့ကုသိုလ်ပြုကြတာအရောဂါဆိုတာမေတ္တာထားတဲ့စိတ်တပည့်ကြအဲ့တော့ဒကာဓမ္မတွေပြင်းတယ်6ယောက်အတွင်းရတယ်ကပဲ2ယောက်ပဲအတွင်းရတယ်က9ယောက်လို့မှတ်တိုင်းတော့လောဘဒေါသမောဟအလောဘအဒေါသရှင်းမလားအမောဟမထည့်ဘူးဘာဖြစ်လို့အမောဟမထည့်သူကရှုရမယ်တရားဖြစ်နေလို့မထည့်ရှင်းမလားအမောဟမထည့်တာကရှုရမယ်တရားဖြစ်နေတော့သူ့ကိုမထည့်သေးဘူးတဲ့ဒါဖြင့်ဒကာဓမ္မတွေပြင်းရတဲ့ကဘယ်နှယောက်အတွင်းရတဲ့ကခိုင်းဒါဖြင့်အားလုံးနဲ့မှတ်မိအောင်ဒီဥစ္စာဒါပါစိတ်ပါလေမြင်စိတ်အားလုံးဖြေကြပါဒါပါလေဒီဘက်ကစားစိတ်သဘောကျလားဒါကရာစိတ်ရံစိတ်ဒါကကောင်းစိတ်ဘယ်နှမျိုးရှိပါလဲအဲ့ဒီ6ခုကိုဘယ်နဲ့ခေါ်ကြမလဲပြင်းရတဲ့6ခုရှင်းကြလားဓမ္မဒီ6ခုပါခေါ်ကြမယ်ပြင်းရတဲ့6ယောက်ပြင်မဲ့မှာပေါ်လို့စာနဲ့မသုံးပါနဲ့တဲ့ခမည်းတော်အမြင်နဲ့သုံးပါစာကတော့ဒါအစ္ဆရိကယရဏလို့သုံးကြလိုက်မယ်နော်စာနဲ့မသုံးနဲ့
ဇာနဲ့မလုံးပါနဲ့ခမည်းတော်နီးနဲ့ခမည်းတော်သင်ညာနဲ့ခမည်းတော်ရှုရမှာခမည်းတော်ပညာနဲ့ခမည်းတော်ရှုရမှာဒါပြင်မဲ့မှာပေါ်တယ်ဒါကဝန်နဲ့ဟာရိယတုပေါ်မှာပေါ်တာကဒီဟာလေးကဘာပါလဲလောဘဒီဟာလေးကဘာပါလဲဒီဟာပါပါဒီဟာပါပါလဲဒီဘက်ကအာရောဂအာလောဘဆိုတာခမည်းတော်ပြုတဲ့ကုသိုလ်စိတ်အာရောဂဆိုတာခမည်းတော်နေတိုင်းပို့နေတဲ့မေတ္တာဒါတွေပေါ်လာလဲအတွင်းဧည့်တယ်ဘယ်နှယောက်ပါလဲအတွင်းဧည့်တယ်9ယောက်ဆိုတော့သိကြမလားကောင်းပြီအိမ်တယ်2ယောက်လို့မှတ်လိုက်ပါနော်အိမ်တယ်ကဘယ်နှယောက်အိမ်တယ်2ယောက်ဆိုတဲ့ဒကာဓမ္မတွေရှင်းပြီးပြောပါတယ်လေကိုထွန်းအောင်အထုတဲ့စိတ်ဟာအမြဲတမ်းရှိသူများမရှိရင်သူအမြဲရှိရလေကိုဝင်အောင်ရှက်ယူတဲ့စိတ်ဟာအမြဲတမ်းရှိတော့ကြောင့်သူတို့2ယောက်ကတဲ့အိမ်တယ်စိတ်နှစ်ခုရှင်းမလားဒီနှစ်ခုကဘာပါလဲဒါပြင်ပြင်းရတယ်အတွင်းရတယ်အိမ်တယ်ဒါသေးချမှတ်တာဒါသေးချမှတ်တာဒကာရမတို့ဒီနေ့သတင်းတွေလည်းဖြစ်တယ်ခမည်းတော်အဲ့ဒီတော့အခုပြထားတော့ဒကာရမတွေ6က9ရဲ့ပေါင်းတော့ဘယ်လောက်တော့17က2ကပေါင်း73မဲ့ခမည်းတော်ရှုအောင်73ကိုခொနကပြောခဲ့တယ်အမောဟဆိုတာနဲ့ခမည်းတော်ကဒီကနေပြီးဒီကလာရှုပေးရမယ်မဂ္ဂင်5ပါးနဲ့ရှုပေးရမယ်မဂ္ဂင်5ပါးဆိုတာအမောဟပြဋ္ဌာန်းတယ်နော်သဘောပါကြဒါဖြင့်73ကို9နဲ့လိုက်ရမယ်ရှင်းမလား73ကိုအဲ့ဒါဒကာဓမ္မတွေအိုးများလိုက်တာဗျာ73ပေါ်တဲ့ဥစ္စာတပည့်တို့က9နဲ့လိုက်ရမယ်ဆိုတဲ့ဥစ္စာကတော့9ကလည်းခင်ဗျားတို့ကအားထုတ်လိုက်ရတာမဟုတ်ပါဘူးတဲ့ဒကာဓမ္မတို့ဘုရားပြတ်တာမြင်လိုက်လို့ရှင်ဒီက9အလိုလိုဖြစ်နေတာလို့မှတ်ဆောင်ပါနော်ခင်ဗျားတို့က9ခုနဲ့လိုက်ရမယ်လို့ဆိုတဲ့ဥစ္စာသဘောကျပါလားဒါတော့ဖြင့်73ရှိတယ်ဒကာဓမ္မဟောဒီကတင်းနံပါတ်စပေါ်တယ်ဆိုကြပါဆိုမြင်စိတ်ကလေးစပေါ်တယ်နော်မြင်စိတ်ကလေးစပေါ်ရင်မြင်စိတ်ကလေးဘာလို့အောင်ဖြစ်ပြရှုအာမောဟနဲ့ရှုပြီမြင်စိတ်ကလေးဘာလို့အောင်ဖြစ်ပြရှုဆိုခဲမြင်စိတ်ကလေးကဖြစ်ပြရှုပြီးဒီကလာဖြစ်ပြမဲ့ဆိုတာတော့တစ်ချိန်ကြိုက်မသွားဘူးလားအဲ့တော့ကြိုက်သွားတဲ့အခါကျလို့ရှိရင်နောက်ပဲစိတ်မှမပေါ်ဘူးဆိုရင်အတွင်းပြန်လှည့်ပါရှုစိတ်စိတ်စိတ်သဘောကျသူတို့ကပြန်လှည့်ရှုတခါဒီကြားထဲမှာဖောက်ပြီးဒီကလာဒကာဓမ္မတွေကဥမာရားစိတ်ရံစိတ်ကလေးပေါ်တယ်ဆိုတော့ကိုယ်ပေါ်လှည့်ရှုလိုက်တာဒီရတဲ့နေရာရှုလိုက်သဘောကျလားရတဲ့နေရာမှာရတဲ့စိတ်ကလေးဟာကိုယ်စိတ်ကလေးကဖြစ်ပြီးပြတ်တာပဲလို့ရှုလိုက်ရတယ်လေမရှိတော့ဘူးဗျာဘယ်ဟာရှုအောင်မသိဘူးဆိုဒီပြန်ကောက်ရှုစိတ်စိတ်ပြန်ကောက်အဲ့တော့အားရှိသေးရဲ့ဒါကြောင့်ဘုန်းကြီးရဲ့စာအုပ်ထဲမှာဒကာဓမ္မတွေပေါ်တယ်တဲ့ပင်ကူအင်းကြီးကဒကာဓမ္မတို့လမ်းမှာခင်ဗျားတို့တို့အဝိုင်းကြီးဆိုတာမသေးကြဘူးလားပင်ကူကအလဲကနေမဆောင်ဘူးလားဒီမှာမက်ကအလဲကနေဆောင်ဘောဓိရောက်သူကနေဆောင်တာကျိုးလို့တဲ့ချိန်ကိုပင်ကူကမလိုက်ဘူးလားဘာလို့လဲဟိုမှာအကောင်မိနေလို့အဲ့ဒီအကောင်မိတဲ့ချိန်ကမှပင်ကူကလိုက်မစားဘူးလားစားပြီးတော့ပြန်ထိုင်အလဲပြန်ထိုင်မထိုင်ဘူးလားဒီမှာလဲဒုနေတူပဲတဲ့ခင်ဗျားတို့ဒါတွေပေါ်လို့ရှိရင်ပေါ်ရအောင်ဖြစ်ဖြစ်သလိုက်ရှုပြီးတော့မှဘယ်မှရှုကြမရှိဟောဒီအလဲမှာဆိုတဲ့ဟာရရောက်စုတဲ့လာတဲ့ထွက်စိတ်ဝင်စိတ်အလဲပြန်ထိုင်ရှုသဘောပါလားဒါဖြင့်ဒီကပေါ်လို့ရှိရင်ဒီလိုက်ပါမရှိရင်ပဲပြန်ထိုင်အလဲပြန်ထိုင်တော့ထွက်တဲ့စိတ်ကလေးလဲအနေစားပဲဝင်လို့တဲ့စိတ်ကလေးကိုသောအောင်လို့တဲ့စိတ်ကလေးကိုဝင်လို့တဲ့စိတ်ကလေးကိုရှုရမှတန်တယ်ဗေကနေပြီးဒီကလာကိုဟောဒီဝင်လောဘလေးကဖြတ်ကနေကလေးလေးကဩတန်ကြားတယ်နဲ့ခင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုလို့ရှိရင်ဒါဖြုတ်ပြရှိကုန်မရှိဘူးဒီလိုက်ရှုသဘောကျမကင်၅ပါးနဲ့ဒီပဲလိုက်ပါဆိုတော့ကျင့်납လားကောင်းနေတာဖြင့်ဒကာဓမ္မတွေသဏ္ဍာန်၌ဧည့်သည်7ယောက်ပေါ်လို့ရှိရင်လေဧည့်သည်7ယောက်တစ်ခုတည်းပေါ်မှာဖြစ်သောကြောင့်တစ်ခုလိုက်ဧည့်သည်တွေကတစ်ခုပေါ်ပြီးနောက်ထပ်မလာတော့ဘူးဆိုရင်တပွဲလုံးကဘယ်လိုက်ကြမလို့အိမ်တယ်လိုက်ရှင်းကြအိမ်တယ်ကတော့ခင်ဗျားတို့သူများမရှိရင်သူရှိရသူမရှိရင်ခင်ဗျားတို့ဘိုင်းနဲ့လက်တယ်သဘောကျသူတို့နှစ်ခုသာမရှိရင်ဘိုင်းလဲသူတို့ကသက်ဆောင်ဖို့ဗျရှင်းကြဗလားဒါဖြင့်ဒကာဓမ္မတွေရှုเสียဘယ်နှမျိုးပါလဲ73ကို9နဲ့လိုက်ရှုပါသဘောကျဗလား
ဒီဟာတွေဧည့်တယ်ဆိုတာလေပြင်ဧည့်တယ်ဆိုတာလေဒကာဓမ္မတို့တစ်ခါတလေမှပေါ်လို့အတွင်း၅ခုကိုအတွင်းဧည့်တယ်ဆိုတာကိုတခါတလေမှပေါ်လို့ဆိုတာသိကြဘူးလားကဲမောင်ထုတ်နိုင်လို့ရှင်းမလားဒီတရားတစ်ခုကတော့ဖြစ်သူများမရှိရင်သူတို့အမြဲတမ်းခန္ဓာကိုယ်စောင့်အောင်မသိအောင်စောင့်နေရမယ်တရားဆိုတာသဘောကျအဲ့တော့ကိုဒကာဓမ္မတို့ဒါပေါ်ရာကိုလိုက်နေမယ်ဆိုလို့ရှိရင်ဒီတစ်ခုလုံးကဖြစ်ပြဲလိုက်နေတဲ့အာမောဟကမက်ဖြစ်တယ်သဘောကျကဲရှုရကြပါလားရှုစရာဘယ်နှခုပါလဲ73ခုဟာပေါ်တော့ဘယ်နှခုပေါ်တတ်တယ်တစ်ခုပဲပေါ်တယ်ဆိုတာသိကြပါလားအဲ့ဒီတစ်ခုသာအဲ့ဒီပေါ်တဲ့အဲ့ဒါတစ်ခုပြောက်သွားရင်ဘယ်လိုက်ကြမလဲအိမ်တွေကိုလိုက်ရမယ်ဆိုတာသိကြပါလားအဲ့တော့ခမများတို့ဒီရှုတဲ့ဉာဏ်ဒီအမြဲတမ်းအနိစ္စနဲ့မက္ခနဲ့တွဲမတွဲသေးဘူးလားဘာလဲဘာတွဲအနိစ္စနဲ့မက္ခနဲ့တွဲနေတော့ဒကာဓမ္မတို့သိတဲ့အတိုင်းနဲ့ကိလေသာကြားခိုသေးရဲ့ကိလေသာကြားမခိုလို့ရှိရင်ဖြင့်ဘုရားကဟောလိုက်မနဲ့အာထုတ်ညနေသောတာပန်ဒီဖေးသဘောကျမနဲ့အာထုတ်ရင်အဲ့တော့ဖြစ်ပြမဲ့ဖြစ်ပြမဲ့ဖြစ်ပြမဲ့လို့ခင်ဗျားတို့ကလိုက်နေကြမယ်ဆိုတော့ဖြစ်ပြနဲ့မဲ့ပဲရှိတော့ဒကာဓမ္မတို့ဒီပြင်လောဘဒေါသမောဟသာယသမီးရှိပါရဲ့သောကပရိဒီဝလာသေးရဲ့အဲ့ဒီလိုမလာလို့ရှိရင်ကွာတဲ့ညနေအာထုတ်မနဲ့ရပါတယ်ဒီလောက်မြန်ပါရှင်းမလားညနေအားထုတ်ရင်မနဲ့အားထုတ်ရင်အဲ့တော့ဒီလောက်အရလွယ်တဲ့ဥစ္စာကိုဘုရားသခင်ကိုရမကြီးကဂေါရိယာဇကုမာရမင်းသားကိုလည်းသေသေးချာချာဟောထားတာရှိပါတယ်အဲ့ဒီရလို့ရှိနေတော့ဒကာဓမ္မတွေဘယ်နဲ့ကြောင့်မဉ္ဇဉ်ဘုံညာနိဗ္ဗာန်မရကြပါလိမ့်မလို့လို့မေးတဲ့အခါကျတော့အရှိနဲ့အသိကမကိုက်ဘူးပေါ်ကြအပြည့်နဲ့မနဲ့ကအပြည့်နဲ့မနဲ့ကမကိုက်တော့ကိုင်နည်းကိုလည်းဆရာကမပေးလို့လည်းမရတဲ့ကြောင့်ဒါခမည်းတော်ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ဓမ္မတွေဆိုတော့ဒါတွေလည်းရှုလိုက်တဲ့အခါကျတော့မြင်စိတ်သာဆိုရတယ်ရှုဒီကနေလိုက်ရှုလိုက်တဲ့အခါကျမြင်စိတ်ရှိရရဲ့ပါတွေ့ဒါပြန်အိဋ္ဌာဒုက္ခအိဋ္ဌာရှုတာကစကြားစိတ်ကလေးကြားစိတ်ကလေးပေါ်လို့လိုက်ပြန်တော့လေခမည်းတော်ကြားစိတ်ကလေးကချုပ်သွားပြီချုပ်သွားပြီးတော့မှဒီကနေလိုက်တဲ့အခါကျတော့ကြားစိတ်ကိုတွေ့သလားတဲ့အနိစ္စတွေ့တယ်ထို့တူဒကာဓမ္မတွေရှုစိတ်တိုက်တွေ့သလားအနိစ္စတွေ့သလားရှိုက်စိတ်တိုက်သလားအနိစ္စတွေ့သလားဒါဖြင့်အနိစ္စပြတ္တာကအနိစ္စရှုတာကမက္ခဒီလိုဆိုတော့ဒကာဓမ္မတို့ကိလေသာလာသေးရဲ့မလာတော့ညနေအားထုတ်ရင်မနေ့အားထုတ်ရင်ညနေရပါတယ်တပည့်တော်လိုပဲနဲ့ကြောင့်မရပါလိမ့်မလို့အိုးဒီဥစ္စာလုံးကိုမလုပ်သေးလို့မရတာဥက္ကမောပဲနဲ့ဆိုလုံးကိုမလုပ်သေးလို့မရလုံးကိုမလုပ်သေးလို့မရတော့ဘူးဘာတွေများရနေတုံးမေးတဲ့ခါကျတော့မြင်တယ်လူချင်းတယ်ဆွဲလန်းတယ်အထုတ်တယ်ပရိစ္ဆေသမုပ္ပါပဲပြန်ရကြားတယ်ခင်တယ်ဆွဲလန်းတယ်အထုတ်တယ်ဘာပြန်ရပရိစ္ဆေသမုပ္ပါပြန်ရနေတော့သံဃာချဲ့မဲ့တရားကြီးပြန်ရသဘောကျလားဒီမွေးတယ်မွေးတဲ့စိတ်ကလေးပေါ်လာတာမွေးတာလေးကိုကြိုက်တယ်ဆွဲလန်းတယ်အထုတ်ပြီးယူမယ်ဆိုတာကောပြောခင်ဗျားတို့ကမက်ကိုလိုက်ကလားပရိစ္ဆေသမုပ္ပါပဲလိုက်နေသလားပရိစ္ဆေသမုပ္ပါလိုက်နေတော့အထုတ်တယ်ဆိုတော့ကာမဘဝဖြစ်เสียဒါဖြင့်ခင်ဗျားတို့မှာဒုက္ခကလည်းလိုက်နေတာပဲရှင်းကြပါလားမက်ကလိုက်ပါရဲ့လားဥက္ကမောဘာသစ္စာတွေကနောက်လာနေတော့ဒုက္ခသစ္စာလာကြောင်းသာခင်ဗျားတို့ကြိုးစားနေတယ်မက္ခသစ္စာလာကြောင်းကြိုးစားရလားဩပါရမီမရှိလို့လားတို့ကိုကနီးမရလို့မလုပ်ဖြစ်လို့လားဆိုတာယနေ့အကဲခတ်ကြည့်ပါပါရမီမရှိလို့လားမလုပ်လို့လားမလုပ်လို့ပါဆိုတာမသိကြသေးဘူးလားဒီနေ့ကစပြီးကိုယ်ကိုယ်တနာရင်လုပ်ပါဘယ်လိုမှာပါလဲ